ရန်ကုန်ရဲ့ညနေခင်းတွေကတခါတလေမှာအရန်ပွားရတတ်ပေမဲ့ကြီးမြင့်တိုင်းဘက်ကကဏ္ဍလမ်းကိုရောက်သွားရင်တော့စိတ်ထဲမှာတော်တော်လေးလန်းဆန်းသွားတာပါဒီနေရာလေးကမြင့်လင်းချင်းကိုစိတ်ကြိုက်ခံစားလို့ရတဲ့အပြင်လူတွေလည်းတော်တော်စီကားတဲ့နေရာလေးတစ်ခုပါကျွန်တော်ဒီနေ့ဒီကိုလာရတဲ့အကြောင်းရင်းကတော့တခြားကြောင့်မဟုတ်ပါဘူးတနေ့တာလုံးပင်မဲခဲ့သမျှတွေကိုဒီမြင့်ပြင်းကြီးထဲမှာမျောချလိုက်ဖို့နဲ့အေးစစ်စစ်အနားယူဖို့ပါပဲတခါတလေကြတော့လေဘာလုံးမှမရှိဘဲနဲ့လင်းချင်းခံနေရတာနဲ့တင်လူကိုအမောပြေစေပါတယ်။ပန်းချံထဲမှာလူမျိုးစုံတွေ့ရပါတယ်။တနေ့ကုန်အလုပ်လုပ်ပြီးအနားယူနေတဲ့သူတွေမိသားစုလိုက်လာဆော့နေတဲ့ကလေးတွေဒီမြေဝင်းတွေကိုကြည့်ရတာနဲ့တင်စိတ်ကိုအပန်းပြေစေပါတယ်။လူတွေရဲ့ပျော်ရွှင်သံတွေကလေးတွေရဲ့ရီမောသံတွေကဒီနေရာမှာပိုပြီးအသက်ဝင်စေပါတယ်။မြင့်ပြင်ကိုကြည့်လိုက်ရင်လည်းတမန်လီလေးတွေသွားနေတာတင်မောကြီးစိုက်ရထားတာတွေကိုလည်းတွေ့ရပါတယ်။ဟိုးဝေးရတင်မောကြီးတွေကဘယ်ကနေလာပြီးဘယ်ကိုသွားမလဲမသိပေမဲ့သူတို့ရဲ့ခီးစဉ်တိုင်းမှာလည်းကျွန်တော်တို့လိုအနားယူချိန်တွေလည်းရှိမှာပဲလို့တွေးမိပါတယ်။ခီးစဉ်တစ်ခုမှာပန်းတိုင်ရောက်ဖို့ထက်အခုလိုအနားယူဖို့ကလည်းအရေးကြီးတာပဲမဟုတ်ဘူးလား။ဒီလိုအေးချမ်းတဲ့နေရာမျိုးလာရင်အရင်ကတော့ကျွန်တော်ဖုန်းမဲသုံးပြနေပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဖုန်းကိုခဏချထားပြီးတော့စာလေးဖတ်ဖို့ကြိုးစားနေပါတယ်ကျွန်တော်ကစာဖတ်ရတာဝါသနာပါတဲ့သူမဟုတ်ပါဘူးအချင်းဖြစ်အောင်တော့အများကြီးကြိုးစားနေရတော့မှာပဲဒါပေမဲ့တနေ့ကိုစာတုံးမဟုတ်ရင်တောင်မှတမျက်နှာလောက်ဖတ်ဖို့ကတော့ကိုယ့်ကိုယ်ပေးထားတဲ့ခရီးတွေကတစ်ခုပါပဲနေဝင်ချင်းရဲ့အလားတရားတွေကခဏလေးပဲကြာလိုက်ပေမဲ့အဲ့ဒီခဏတာပေးတဲ့အေးချမ်းမှုတွေကနောက်တနေ့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါတကယ်တော့တဘာဝတရားကြီးနဲ့ထိတွေ့တာစောင်းလေးတုံးနဲ့အေးစီအနားယူတာဒါမှမဟုတ်အခုလိုမြင့်ပြင်ကိုငင်းကြည့်တာမျိုးဟာကိုယ့်ကိုယ်ပြန်ပြီးအားဖြစ်ပေးတာပါပဲစိတ်ချမ်းမှာဘဝပို့ပြီးတော့အတိတ်ပဲရှိမှာမဟုတ်ဘူးလားဒီညနေခင်းလေးကကျွန်တော်ကိုစိတ်ချမ်းမှုတွေအများကြီးပေးခဲ့သလိုဒီဗီဒီယိုလေးကလည်းအားလုံးအတွက်တစ်ခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကိုကိုအနားပေးဖို့မမေ့ကြပါနဲ့။ပြင်ပန်းကသမျှတွေကိုခဏလောက်ပေးချထားပြီးဒီညမှာတော့အေးချမ်းတဲ့စိတ်အာရုံလေးတွေနဲ့အတူနေ့နေ့ချာချာအေးဆက်အနားယူကြရင်ဒီနေ့အတွက်တော့ good night လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်။